အားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခု blue chain intro လေးပေါ့နော်အဲ့ဒါလေး tab note လေးနဲ့ပြပေးမှာပေါ့နော်သူ့ရဲ့ original key က image key ဖြစ်ပါတယ်သူကတော့စစ်စိတ်တိုင်းလေးပေါ့နော်ကဲဒါဆိုရင်အခုသူ့ရဲ့ intro လေးကိုစပြီးတော့မယ်ဆိုတော့အခု tab note ထဲမှာမြင်ရတဲ့အတိုင်းပဲ3ချိုးပေါ်မှာ9ရဲ့10ရဲ့ပြီး4ချိုး9အဲ့3ခုတီးလိုက်မယ်ပေါ့နော်အဲ့တီးလိုက်တဲ့3ခုကို3ခါတီးမယ်ပေါ့နော်အဲ့လိုလေးပေါ့နော်အဲ့ဒါတီးပြရနဲ့သူမြင်ရတဲ့အတိုင်းပဲ3ချိုးပေါ်မှာ9အဲ့3ချိုးပေါ်မှာပဲ17ကိုတီးပြီးတော့ slide လေးဆွဲသွားလိုက်ပဲတော့ဘယ်ထိလဲဆို73ခွက်ထိပေါ့နော်အဲ့ဒါမျိုးလေးပေါ့နော်အဲ့ဒါလေးကိုခုနကတော့ဒီ3ခါတီးတဲ့ဟာလေးနဲ့ပေါင်းလိုက်မယ်အဲ့ဒါပြီးရနဲ့နှစ်ချိုးပေါ်မှာ12နှစ်ချိုးပေါ်မှာပဲ14ခွက်တွေကိုတီးပြီးတော့18ခွက်ကိုဆွဲသွားလိုက်မယ်ဒါမျိုးလေးပေါ့နော်အဲ့ဒါပြီးရနဲ့တစ်ချိုးပေါ်မှာ19 16 14အဲ့တော့ကိုတီးလိုက်မယ်ဒီပေါ်နှစ်ချိုးဟာလေးနဲ့ပေါင်းလိုက်မယ်အဲ့ဒါပြီးရနဲ့ဒီကျိုးပေါ်မှာ17 12 14ပြီး12ပြန်တီးတယ်အမလေးပေါ့နော်ပြီးရနဲ့နှစ်ကျိုး12ခွက်ကိုတီးတယ်ပေါင်းလိုက်မယ်အဲ့ဒါပြီးရနဲ့နှစ်ကျိုး9နှစ်ကျိုး10နှစ်ကျိုး12အတုံးကိုတီးလိုက်မယ်ပြီးရနဲ့တစ်ကျိုး9ကနေ17ကို slide ဆွဲလိုက်မယ်ပြီးရင်တစ်ကျိုးမှာပဲစနစ်အဲ့ဒါကိုတီးလိုက်မယ်အခုပြီးရတဲ့ကိုကျွန်တော်ဖြည်းဖြည်းလေးပြန်တီးလိုက်မယ်ပြီးရနဲ့နှစ်ကျိုး12နှစ်ကျိုး14တို့တီးပြီးတော့18ခွက်ကိုပြန် slide ဆွဲပဲအဲ့ဒါပြီးရနဲ့တစ်ကျိုး19တစ်ကျိုး16နှစ်ကျိုး16အဲ့လေးကိုဒီနားလေးပေါင်းလိုက်မယ်အဲ့ဒါပြီးရနဲ့တစ်ကျိုး19 19 16အမိုးလေးပါနော်အဲ့ဒါပြီးရနဲ့12ခွက်ရယ်14ခွက်ရယ်16ခွက်ရယ်အဲ့ဒါကို3ချက်စီတီးမယ်ပြီးရင်17ခွက်3ချက်အဲ့လိုပေါင်းလိုက်မယ်ပြီးရနဲ့တစ်ချိုးကိုတစ်ချိုးကိုတော့ဒီတိုင်းကြားလိုက်တာပေါ့နော်တကယ်တမ်းဆိုတော့ဒီမှာမစုံဘူးသူက A major chord မှာတချင်းစတီးတာပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်အစအဆုံးကိုဖြည်းဖြည်းလေးတီးလိုက်မယ်ဖြည်းဖြည်းနဲ့မှန်မှန်လေးလေးချင်းကြည့်ပါနော်ဖြည်းဖြည်းနဲ့ရလာမှာဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဗျ